ကဲနောက်တစ်ခေါက်ရောက်လာပြန်ပြီ300တီထန်းရေးဆိုင်ကြောက်တန်းက Forever Studio သွားတဲ့လမ်းပေါ်မှာပါရာကြီးစံပြကြီးရွာထဲမှာရှိတာဝင်လို့ရတယ်ကိုရီးယားမတီးတော့ဟိုရှိမှာတင်းချိုင်းမှာကားရက်ခဲ့အနောက်မှာတော့တစ်ပင်နေအုပ်အုပ်ဆိုင်ဆိုင်နဲ့တီးတန့်လိုနေရာမျိုးလေးတွေအများကြီးရှိတယ်တငယ်ချင်းတွေအုပ်စုဖွဲ့ပြီးတော့မှဂီတာတီးချင်းဆိုပြီးတော့မှတောင်းကျမ်းလိုကောင်းတဲ့နေရာမျိုးလေးဟဲ့ရီလာတောက်တာနဲ့မတူတောတိုးတာနဲ့တူနဲ့မိုင်းလဲဖုန်းဆက်မှာတခုခုဆိုလဲခေါ်မကြအောင်မကြဖြစ်နေမှာဆိုတော့စပိုဆောင်နဲ့နီးတဲ့နေရာမှာပဲနေရာယူလိုက်တယ်မိုးရွာထားတော့ရေကန်လေးလိုဖြစ်နေတော့မသိလို့ရှိရင်မြစ်ချောင်းဘေးနားမှာသွားပြီးတော့ထိုင်တောင်းနေတယ်လို့ပဲကျွတ်လေဘယ်ရသေးရဲ့ထဲရီစင်စတော့တီပူတောက်ကြည့်မယ်ကြာစောကြည့်တီပေါက်那边也包。ဒါကြောတူရောရှိလားတူရှိဘိတ်ချင်ရောရလားဝေးချင်တော့မယ်ဟာအဲ့ဒါရကျေးဇူးပါငါကြော်ရဲ့အတန်အောင်နားထောင်ကြည့်ရန်ကုန်မှာထန်းရည်ဆိုင်ရိုက်ပြီးဆိုလို့ရှိရင်ထန်းရည်ပင်မရှိဘဲနဲ့ထန်းရည်ကဘလို့စစ်တယ်လို့ပြောလဲနှုတ်ထန်းရည်ကဘာဖြစ်တယ်ညာဖြစ်တယ်ကြည့်တယ်ထန်းရည်ဆိုင်မှာအမီးကောင်းလို့သွားစားတာအဲ့ဒီကထန်းရည်ကိုကြိုက်ရင်လည်းတောက်ဖို့မကြိုက်ဘူးဆိုရင်လည်းကိုယ့်အစီအစဉ်လေးနဲ့ကိုယ့်ဘက်ကိုစီစဉ်လာခဲ့တယ်ဒီဆိုင်မှာကတော့တခြားဘီယာတွေအရက်တွေတော့မရှိဘူးပေါ့နော်ကိုယ့်ကိုယ်စီစဉ်နဲ့ယူလာရင်တော့လက်ခံမယ်လို့တော့ထင်ပါတယ်အဲ့ဒီနေ့ကဆိုင်ကလူရှင်းနေဆိုတော့ကြက်သားပူတီစားကျင်တာကြက်ကချက်ရင်ကြာမှာဆိုတော့မရခဲ့လိုက်ဘူးအဲ့တော့ငါးကြော်လေးကတော်တော်စားကောင်းတယ်ဒီကအစားတောက်လေးတွေကနည်းနည်းတော့အချိုမုတ်လေးတော့များတာပေါ့နော်ဒါပေမဲ့ထိန်းဆိုင်မှန်ရတဲ့အမီးလေးတွေကလည်းတော်တော်စားလို့ကောင်းတယ်နောက်တစ်ခါကက်လေးတွေ game လေးတွေစော့ဖို့အတွက်ယူလာတယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဘယ်ရောက်ကစုံရွက်ကြော်စားတဲ့ဖွဲရတနေရာနဲ့ဝေးထားတာဆိုတော့ဒီဘက်မှာတချင်းဖွင့်ပြီးတော့ပဲကိုယ့်ကိုတောင်းချင်ဂီတာတီးပြီးတချင်းဆိုတယောက်နဲ့တယောက်ကတိတ်ပြီးတော့မကြားရတော့လေအေးစစ်စစ်နေလို့ကောင်းတယ်တွေ့တဲ့အတိုင်းပဲထန်းရည်ကမကုန်ဘူးအမြည်ပဲကုန်သွားတယ်စားလို့တောက်ပြီးပြီဆိုတော့ပြန်လိုက်ပါအောင်မယ်